ဒီဘက်ကိုအသေးလုံးမဲ့ဘက်ကနေပါလာတော့တခင်းဆန်အဲဖဆွေတူးဂျပူးမလေးလားနဲ့အကိတ်မှဆွေကြီးကန်တော့ဖြစ်ပါတယ်ကိုရီဘက်ကနေရောလောင်ကြီးရင်အက်စတက်စီစီလီယန်ဘဘယာနဲ့အကိတ်မှဟန်နမီတို့ပဲဖြစ်ပါတယ်ကိုရီနဲ့စမ်းတဲ့ရှင်နေရမှာဆိုတော့ final sky မီတာမဟုတ်ဘဲနဲ့ပင်လယ်ခွန်နယ်စင်းလေးကိုအရင်ထားသွားထားရတယ်ခင်းဆန်တော့ EAB ဘက်ကိုတီးနေတာကိုရီးယားအမ AD နဲ့တွားယူကန်တော်လေးနဲ့11112ဆိုတီးတော့ပြလိုက်တာခင်းဆန်တော့လည်းဆရာတော်ရဲ့ကျိုးခွင်းတော်မလို့ကိုရီးယား6နဲ့ကြောပြောသွားတာဒီလိုပွဲတွေမျိုးမှာချောင်းငယ်နဲ့ဗလာလိုက်နဲ့တီးနေရမှာတော့ free style မပြဘဲနဲ့ကိုယ့်အကူပူဂိမ်းလေးတွေကိုကြောင်းပဲလာပြီးဆွေးပွဲအောင်နိုင်အောင်လို့ပဲဗရဲလေးကိုလိုက်ဆိုင်ပေးတယ်မှာ free style မပြနိုင်မယ်ဆိုတော့ game ဆော့နေမှာ game ဖြတ်လိုက်တော့ပါလို့ဒီဆွေးတူငါတို့ဘက်ကနေရကန်တိတိလေးကိုလာထိနေရပဲလိုက်လောက်လိုက်ရတော်ရိတ်လိုက်လောက်လိုက်ရတေတော့မှာကွာကိုရီဘက်ကတန်ခွင်းဆိုတော့လေအောက်ကဆန်းတဲ့ကောင်နဲ့တိုင်ပတ်နေတာကိုရီကဝီကောထောက်ဝီဆန်းစီတန်းစီလေသွားအောင်မဒီဆန်းကတော့လုံးဝရတော့မဲကိုထိတ်မကိုမထိတ်ဘယ်ကောင်မှနိုင်မှာမဟုတ်ဘူးလို့အားလေးပိုင်းနေရဆွေထူးနဲ့ဂျပူးမနဲ့ပေါ်ပြီးငါတို့ဘက်ကတန်ခွင်းဆိုတော့နိုင်ချင်းနေရပဲငါတော့ယူကန်တို့နဲ့ပေါက်ပြီးတော့ဖုတ်ဘူးမယူကန်တို့နဲ့ပေါက်ပြီးတော့ထပ်ပြီးတော့တီးထုတ်ပေးလိုက်မှပေါ်ဖောက်ဆိုအဲ့ဒါမှကိုရီဘက်ကတန်ခွင်းဆိုမထိရဲမှာကိုရီနဲ့အနီဘက်ကဝီခိုတော်ရိတ်တောင်းဝင်ပြင်းနေဝီခိုမနိုင်တော့ကိုရီလည်းပြန်ပြေးလာတဲ့ချိန်မှာဝီခိုရဲ့ဒုတ်ကြီးပြီးတော့ရှောရပါတယ်ညီပြင်းသွားတဲ့အတီးရတယ်မင်းကလက်ငါတုံးတယ်ပြီးတော့ငါသုံးကောင်မင်းရတက်ကောင်အဲ့ဒါကိုစဉ်းစားကွာကျွန်တော်သူပြောတော့မိုးကောင်းတော့ရွာတော့နှွေးကောင်းကောင်းနေဘူးတဲ့လာမလို့နေမင်းတို့ကောင်လေထုံနေရငှက်ပြမို့ဆိုချောင်းနေတာငှက်မကြည့်တော့6ဖြုတ်6နဲ့ကောက်ပြီးဒါ6ပြည့်မလားလက်နဲ့တော့တီးတော့လက်နဲ့ထိုးတော့ပြီးတယ်ဒါငှက်မှလည်းတားခင်မရပါနဲ့ငှက်ဘွားနဲ့ရှောဟောအရှာပြီးလိုက်ငါဘာမေးလို့တေဝါတာလေငါကကတော့မတီးလိုက်ပါလားကိုရီပတင်းကောင်းနဲ့ရွှေထူးတော့တီးနေတာကိုရီနေနဲ့ဘာမှလုံးလို့မရဘူးယူကန်တော်လေးနဲ့ဝင်ပေါက်ပြီးတော့ပြန်ပြေးလာတာကိုရီဘက်လာပါတယ်ဆိုမှကိုရီဘက်ကစစီလီယန်မပတ်တော့ကိုရီနဲ့ဝင်ခဲ့တော့ကိုရီနဲ့ပတင်းလို့သာမီးရောအေးပါပြီးလိုက်သူပစဝန်တီးရတော့မလို့ကောင်းလေကိုရီဘက်ကတန်ဝင်းဆိုတာတပွဲလုံးအားကိုမရပါနဲ့ခုမှအားကိုရနေတာလေလောက်ပါခေါ်ပြီးတော့ပဒင်းတို့ကထက်ခေါ်ဖို့ပဒင်းတို့လိုက်တော့ပြေးပြီလေကိုရီဘက်ကတန်ဝင်းဆိုတော့တစ်လက်နဲ့ကိုရီလည်းခုနကလိုမဖြစ်ရလေတော့ကိုရီဘက်ကနဲ့ရကန်ဒီနာလိုက်ကနေတာပါစားတော့ကိုရီထိုးလိုက်တာရင်ခေါ်ရတဲ့ကွင်းထဲရမှာပါစားတော့ကတေသွားတော့ရေတွေလည်းအဲ့ဒီမိတ်ကိုလေကားတောင်းလိုက်ရတယ်ကိုရီလည်းကေးကိုအေးစေးရပါတယ်ဒီဆွေတူဘာဝင်လာပြန်တော့လဲအာဝင်ချောင်းမြေကြီးဆွေတူတီးတယ်ဟေး